စ္စာရှိရှိပေါင်းပါမင်းမျက်နှာတစ်ခုပဲကြည့်ချေတခြားယောက်ျားရင်းနဲ့တဝဲမတို့ဝေရဲ့တန်ဖိုးဆိုတာအိမ်တောင်တက်ကြာလာတယ်လည်းများတိလာတယ်ဝေနဲ့တန်ဖိုးဖြတ်လို့မရတဲ့ຢာတွေအများကြီးရှိပါတယ်တကယ်အရန်ချက်တာတတိတွေကလေအဲ့လိုစကားမျိုးကိုပြောကြလောကဘယ်ရောက်ဘောစီတက်လာပြီတန်ရာတန်ကြီးပြီးဝယ်လို့ရှာမင်းစဖောက်ကျွန်တော်တို့အတွက်တော့ငွေရသိအရေးမကြီးပါဘူးမင်းတောင်းတဲ့ငွေပမာဏကိုပေးမယ်မင်းသိချရတဲ့ရှင်မင်းကို3ရက်ဝယ်မယ်ရောက်ပါခွင့်ပြုရဲဆိုရင်ချစ်တော်တူပါတယ်ငွေနဲ့လေးရတာနဲ့အမီလေးနဲ့ပြီးပြေးကတ်တဲ့မိမမျိုးဒီစာချုပ်တွေကိုလက်မှတ်ထိုးတော့မယ်ဆိုရင်တော့နင်ခုပဲပြေးမပြေးသားဖြစ်လာမယ်အကျိုးဆက်တွေတည်တည်ချာချာစဉ်းစားပါဖေရောဆရာမမိမလေးအဲ့ဒါတလုံးတရှိနေမှာဒီကိုထေသေးတာလေရှင်းမင်းတယောက်နဲ့တော့ငါရောပဲနင်ငါ့ကိုသူနဲ့အမျိုးမျိုးဆွဆွဲတယ်အမျိုးမျိုးပြဿနာရှာနေတာငါပါပြီလေနွားရပူလောက်ပြီးတော့အတ္တကြီးရဲ့အချစ်တွေနဲ့ကျမရဲ့ဘဝရဲ့ဝင်မလာကြပါနဲ့တော့ဝင်မလာကြပါနဲ့ကောင်းမှာပါငါညီကဝေရဲ့ဖောင်ရှော့ထွက်တာကိုအဲ့ဒါကမလို့ရှိတော့တယောက်ကိုတကယ်ချင်းမိပြီဆိုအဲ့ဒီလူရဲ့အမားတွေလက်ခံနိုင်သလားအဲ့ဒီအမားတွေကိုချစ်ပေးနိုင်သလားငါယူထားတဲ့ယောက်ျားငါယူထားတဲ့လေကမူယူတောက်စားနေဟိုကလွဲပြီးဘာမှတော့မကြဘူးငါတခြားယောက်ျားနဲ့အိတ်ခဲ့တယ်ဘာဖြစ်လဲပြောတယ်